level လည်းပြန်ထောင်းမယ်ကျွန်တော်တနည်းတော့ခေါ်ပြီးတော့လည်းလက်ခုပ်3ချက်တူတူကြီးပဲ1 2 3 Okay ထောင်းနဲ့ဆက်ပါမယ်ခင်ဗျာလူများစများတော့ဖိတ်ခေါ်ပါရစေဟုတ်ပြီโอเคဒီအဖွင့်တစ်ချိန်ပြီးသွားတဲ့အခါတော့ကျွန်တော် MI select ချုပ်ပြမှာဖြစ်တဲ့အတွက်အစစစ်ပြင်ဆင်ထားပေးဖို့ကျွန်တော် MI ကိုကျွန်တော်